မိတ်ဆွေရဲ့ business မှာ plan လည်းရှိပြီ system လည်းရှိပြီဒီငွေကြေးစီမံခန့်ခွဲမှုတွေလည်းအကောင်းဆုံးလုပ်ထားနိုင်တယ်ဒါတော့မှရလက်တရနှောင့်နှေးနေပြီဘာကြောင့်လဲမင်္ဂလာပါ coach ဥမာဖြစ်ပါတယ်ဒါဆိုရင်တော့သိကြပါပြီမိတ်ဆွေရဲ့ business ကို level up လုပ်ဖို့အတွက် logo လိုအပ်နေတယ်အဲ့တော့ level up လုပ်ဖို့အတွက်အချက်3ချက်အရန်အရေးကြီးပါတယ်ပထမဦးဆုံးတစ်ချက်ကိုယ့်ရဲ့ marketing strategy ကို optimize လုပ်ရမယ်ပြောချင်တာကကို project ကဘလောက်ပဲကောင်းနေပါစေလူမသိဝယ်မှာမဟုတ်လူတွေဆိုတာသိမှကြည့်တာကြည့်မှမြင်တာမြင်တော့မှသဘောကျတာသဘောကျတော့မှမေးတာမေးပြီးတော့မှဝယ်တာသုံးတာဆိုတာလာတာဖြစ်တဲ့အတွက် marketing strategy ကို optimize လုပ်ဖို့လုံးဝမမေ့ပါနဲ့လို့ကျွန်မကတော့အသိသတိပေးချင်တယ်ဒုတိယတစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ customer relationship ကိုအကောင်းဆုံးတည်ဆောက်နိုင်ရမယ်ပေါ်ဆောင်နိုင်ရပါတယ် customer တွေအနေနဲ့တစ်ခါဆက်ဆံပြီးရသက်ပံဖြစ်သွားနိုင်စေဖို့အရန်အရေးကြီးတယ်တစ်ခါဝယ်ယူပြီးရင်စက်တိုက်လာဖို့လိုတယ်သူကိုယ်တိုင်လည်းလာဖို့လိုတယ်သူ့ရဲ့နောက်မှာရှိတဲ့အင်အားစုကြီးဆိုတာရှိတယ်အဲ့ဒီအင်အားစုတွေကိုယ့်စီကိုအများကြီးရောက်လာဖို့အရန်အရေးကြီးပါတယ်အဲ့တော့နောက်ဆုံးအရေးအကြီးဆုံးအချက်ကတော့ကိုယ့်ရဲ့ product နဲ့ service ကို upgrade လုပ်ဖို့ပဲဖြစ်ပါတယ် quality ကိုအမြဲတမ်းထိန်းနေနိုင်ရမယ်ကျမတို့က quantity ထက် quality ကိုတကယ်ကြည့်ပြီးတော့အလုပ်လုပ်ရမှာပဲဖြစ်ပါတယ်ကိုယ့် project ကို quality အမြဲတမ်းထိန်းနေရမှာဖြစ်တယ်လို့ကိုယ့်ရဲ့ service ရဲ့ quality ကိုလည်းအမြဲတမ်း control လုပ်နေနိုင်ရမယ်အမြဲတမ်း upgrade လုပ်နေနိုင်ရပါမယ်အချက်ကိုသာလည်းပဲ up လုပ်ကြည့်လိုက်ပါမိတ်ဆွေရဲ့လုပ်ငန်းအရင်ထက်စပေါင်းများစွာအများကြီးတိုးတက်လာတာကိုတွေ့မြင်ရပါလိမ့်မယ်အဲ့တော့မိတ်ဆွေရဲ့ business ကိုအခုထပ်ပို့ပြီးတော့ system ကြခြင်းနဲ့ညံစမ်းမှန်ကန်တဲ့နီလန်းနေတဲ့အတူအရှိကိုတစ်စစ်ရွေးနိုင်ခြင်းနဲ့စနစ်တကျသွားနိုင်ခြင်းနဲ့ကိုဗစ်စနစ်နဲ့ကိုက်ညီတဲ့ model တွေစနစ်တွေprocess တွေကိုရခြင်းနဲ့ဆိုရင်တော့ကျမစီမှာ Mystery ရဲ့ business နဲ့ပတ်သက်ပြီးတော့ business operation mentoring program လာရောက်ပြီးတော့ join လို့လည်းရတယ်ဆိုတဲ့အကြောင်းလေးကိုတောင်းပါချင်ပါတယ်ကျမကတော့ Mystery ရဲ့ business ကိုအခုထပ်ပို့ပြီးတော့ system ကြစေဖို့နဲ့ညံစမ်းမှန်ကန်တဲ့နီလန်းနေတဲ့အတူအရှိကိုတစ်စစ်ရောက်ရှိသွားစေဖို့အတွက်ပေးတာကနေ business coaching consultation ပညာရပ်တွေအပြင် NLP ရဲ့ tools and technique တွေနဲ့ပါထပ်ပေါင်းပြီးတော့ကူညီပေးနေတဲ့လမ်းပြပေးနေတဲ့သူတူပဲဖြစ်ပါတယ်စစ်မှန်တဲ့ရလဒ်ကောင်းတွေပိုင်ဆိုင်နိုင်ကြပါစေကျေးဇူးတင်ပါတယ်